ဒီအပိုင်းမှာကျတော့အမားတို့ဒီရှေ့မှာလေ့လာခဲ့တဲ့ဒီ data manipulation ဘိုင်းတွေဖြစ်တဲ့ pandas ရဲ့ပြီးတော့ data visualization ဘိုင်းတွေဖြစ်တဲ့ matplotlib တွေ seaborn တွေဆိုတော့အဲ့ဒီဟာတွေအသေးစိတ်လေ့လာပြီးတဲ့အချိန်မှာဒီနှစ်ခုလုံးပေါင်းပြီးတော့ဒီတကယ်မှာပေါ့နော် reality မှာဘယ်လိုလုပ်နေလဲဆိုတာလေးကိုအမားတို့ဆက်ပြီးတော့ကြည့်ကြမယ်ဆိုတော့ဒီဟာတွေကကျတော့ဒီ EDA ပေါ့နော် exploratory data analysis ဘယ်ဟာဆိုလဲဆိုလို့ရှိရင် diabetes data set ကိုလောက်ထားတာဆိုတော့ဒီ data set မှာဒီအမားတို့အဓိကအဖြစ်ဘာလဲဆိုလို့ရှိရင်တော့ဟိုလိုမျိုးအရန်ဒီnoise ဖြစ်နေတဲ့ noisy ဖြစ်နေတဲ့ data တွေတော့ပါမှာမဟုတ်ဘူးဒီ data set လေးကအရန်လက်သေးရပေါ့နော်ဒီကကျတော့အမားတို့ကအစဆိုတော့ဒီကနေပြီးတော့ရိုးရိုးရှင်းရှင်းဖြစ်တဲ့ data set တစ်ခုကနေစကြမယ်ဆိုတော့ EDA ကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အမှရှေ့မှာတော့ဒီdata science life cycle ကိုရှင်းပြတဲ့အထက်မှာလည်းပါမယ်ဒီ EDA ဒီအမားတို့ပါလဲ problem ဒီပြဿနာတွေကို understanding problem understanding လို့ခေါ်တဲ့ဒီ state ကိုပြီးသွားပြီပြီးသွားလို့ရှိရင်တော့ဂျားထဲမှာရှိတဲ့အမောက် data preparation တွေပါတယ်ညာတွေပေါ့နော်အဲ့ဟာပြီးသွားတဲ့အချိန်မှာဒီ EDA ကဆက်လာတာဒီအပေါ်ကပြထားတဲ့ step တွေကတော့အမောက်ဒါကတော့summarize လုပ်ထားအောင်เนาะတကယ်ဒီ data ကတော့အမောက်တို့အဲ့ဒီ data science life cycle တွေမှာပြန်ကြည့်လို့ရတယ်ဆိုတော့ဒီရဲ့အဓိက main ဖြစ်တဲ့အမောက်ဒီ EDA ကိုပဲဆက်သွားရအောင်ဆိုတော့ဒီအရင် data set တွေမှာတော့ context အခါကျတော့ဒီ National Institute of Diabetes ဒီဟာပေါ့နော်အဲ့ကနေပြီးယူရတာသူရဲ့ data set ထဲမှာဆိုလို့ရှိရင်သူကအဓိကဘာတွေပါလဲဆိုလို့ရှိရင်သူရဲ့ data field တွေကကြတော့ဒီ pregnancy ဆိုတဲ့ဒီ numbers of time pregnant ပေါ့နော်ဒီလူတစ်ယောက်ဒီကိုယ်ဝင်ဘယ်နှချိန်ရှိထားဘူးလဲပြောလို့ရှိရင် glucose တို့ပြီး blood pressure တို့ပြောလို့ရှိရင် skin thickness တို့ insulin တို့ BMI တို့ဒီ PDF တို့ age တို့အဲ့ဒါပြီးတော့ outcome ဆိုတာကြတော့အမှားတို့ဒီ diabetes ဖြစ်နေလားမဖြစ်နေလားဆိုတော့ဒီ columns ပေါ့နော်ဆိုတော့အရင်ဆုံးအမားတို့ဒီဘာလဲဆိုတော့ဒီ data set တစ်ခုကိုစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီ data set ရဲ့အကြောင်းနားလည်ဖို့တော့လိုတယ်ဒီဟာဒီကသူက diabetes data set ဆိုတော့အမားတို့နဲ့တော့မစိမ့်နေဘူးပေါ့နော်ဒီ domain ကကြတော့အခုမှပြဒီ pregnancy လို့ပြောလိုက်တာနဲ့အမားတို့ကဒါဒီလူတစ်ယောက်ကဘယ်လိုမျိုးဘယ်လောက်ကိုဝင်ဆောင်ထားတယ် glucose ဆိုလို့ရှိရင်လည်းအမားတို့ generally အရဆိုလို့ရှိရင် glucose များတဲ့သူက diabetes များတယ်ဆိုတော့အဲ့လိုမျိုး domain knowledge ကရှိပြီးသားမို့လို့ဒီ step မှာတော့အမားတို့ domain knowledge တွေပြီးတော့တခြား complex ဖြစ်တဲ့ insight တွေဆက်ပေါ့နော်ထပ်ဆက်ပြီးတော့ပေါ့နော်ဆွဲထုတ်စရာတော့မလိုဘူးဒါပေမဲ့ဒီကတကယ်အပြင် data set တွေမှာဆိုလို့ရှိရင်အမတို့ဒီအဲ့ domain ကိုနားမလည်ဘူးဆိုလို့ရှိရင်တော့ domain ကိုနားလည်ဖို့အချိန်ပေးရမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီထည့်အပ်ပါလာတဲ့ columns တွေဆိုလို့ရှိရင်လည်းအမတို့တစ်ခုချင်းစီကဘယ်လိုကဘာဖြစ်ပါတယ်ဆိုတဲ့ဟာကိုနားလည်ရမယ်ဒါပေမဲ့တော့ဒါကတော့ data set အကြောင်းကြီးရဆိုတော့အမတို့ဒီ data set ကိုစပြီးတော့ read မယ်ဆိုလို့ရှိရင်တော့တေချာပေါက်ဒီမှာတင်မှာတော့ pandas လိုမယ်ပြီးတော့လို့ရှိရင် matplotlib လိုမယ်ပြီး seaborn လည်းလိုချင်လိုတာလေးမယ်အကယ်၍ကိုကတခါတည်း import လုပ်ရှင်တယ်ဆိုလို့ရှိရင်တော့အကုန်လုံးတခါတည်းတန်းပြီးကြီးညာခဲ့ပါတော့ဒီမှာဒီ import pandas as pd ဆိုပြီးကြီးညာရတယ်ပြီးတော့လို့ရှိရင် pd.set option ရဲ့အဓိပ္ပာယ်အကြောင်းမှာဘာလဲဆိုတော့ဒီမှာအောက်ဒီမှာပေါ်လာတဲ့ဒီ data frame တွေဆိုလို့ရှိရင်မှာ site ကိုအပြည့်နဲ့ပေါ်ခြင်းလို့ပေါ့နော်အဲဒါကြောင့်မလို့ဒီ setting လေးထည့်ရပေးရဒါကတော့ option နဲ့ရေးလဲရတယ်မရေးလဲရတယ်ပြီးတော့ရင်ဒီ data frame ကိုစပြီးတော့ read လုပ်မယ်ဆိုတော့မှာ df ထဲကိုထည့်တယ် pd.readscsv ဆိုပြီးတော့ diabetes data set အောက်ကနေပြီးတော့ diabetes.csv ဆိုပြီးတော့အဲ့ data ကိုလှမ်းဖတ်လိုက်တယ်ဆိုရင် df.head ပေါ့နော်ဆိုတော့အမားတို့စစချင်းလုပ်ပြီးဆိုလို့ရှိရင် data ကဒီတိုင်းပဲဆက်ရမှာဆိုတော့ဒီမှာဒီအမားတို့ဒီခုနကပြောခဲ့တဲ့ pregnancy တို့ glucose တို့ blood pressure တို့ပြီးတော့ skin thickness ဘာညာပြီးတော့တာကပေါ့နော်အကုန်လုံးအဲ့ဒီဟာတွေအကုန်လုံးတော့ပါတယ်ဆိုတော့ဒီမှာဒီ data frame ထဲမှာအမားတို့စုပါအောင်သူ့ရဲ့ data set ကပေါ့နော်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့အမားတို့ဘာခေါ်ကြည့်လို့ရလဲဆိုလို့ရှိရင် count ဆိုတာကိုခေါ်ကြည့်လို့ရတယ် df.count ဆိုလို့ရှိရင်သူက pregnancy မှာဆိုလို့ရှိရင်ဘယ်လောက်ရှိရ glucose ကဘယ်လောက်ရှိရဆိုတော့စုပါအောင် data set ရဲ့ site ဒီအမားတို့က968ခုရှိရအဲ data set လေးကတော့အရင်တော့သိရပါတော့ပြီးသွားလို့ရှိရင်စစချင်းဘာစလုပ်ကြလဲဆိုတော့ဒီလိုမျိုး info ဝဲစာပြီးခေါ်တယ် df.info ဒီ df.info ကနေပြီးတော့ဘာတော့ message ပေးလဲဆိုလို့ရှိရင်ပြန်ပြီးတော့ recap ပြောရမယ်ဆိုလို့ရှိရင်အမှာတော့ဒီ columns တစ်ခုချင်းစီရဲ့သူရဲ့ဘာလဲဆိုလို့ရှိရင် data type တွေကိုအမှာတို့ပြောပြတယ်အခုမှပြဒီမှာဆိုလို့ရှိရင် pregnancy ဆိုလို့ရှိရင်အမှာတော့ integer 64ပြီးသွားလို့ရှိရင် glucose ဆိုလို့ရှိရင် integer ပြီးသွားရင် general height ကောင်လည်း integer ပေါ့နော် float ဖြစ်တဲ့ဟာဒီ BMI တို့ဒီ PDF diabetes ဟိုဒီဒါလေးပေါ့နော်ဒီ column လေးနှစ်ခုပါပဲအမှာတို့ဘာလဲဆိုလို့ရှိရင် float တန်ဖိုးတွေဖြစ်နေရဆိုတော့ဒီမှာဒီဟာကိုကြည့်ပြရပြအမှားတို့ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာဒီအမှာ pandas မှာတင်တော့လည်းပြောခဲ့ဘူးရဲ့ဒီ data type တွေဒီအမှားတို့သူ့ရဲ့ data type မဟုတ်နေဘူးဆိုလို့ရှိရင်တော့အမှားတို့ပြန်ပြီးတော့ပြောင်းပေးဖို့လိုတယ်တခါလေကြလို့ရှိရင်အမှားတို့ဒီ integer ဖြစ်ရမယ်ဆိုတဲ့ column စီကသူကဘာဖြစ်ညာလဲဆိုလို့ရှိရင် object type တွေဖြစ်နေ object ဆိုတာ string type တွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအမှားတို့ဒီ stack ကနေပြီးတော့ပြန်ပြီးတော့ပြောင်းပေးဖို့လိုတယ်ပြီးတော့ဒီဟာကကြောက်ဘာလဲဆိုတော့နားတတ်မှုရှိမရှိအခုမှဒီမှာဆိုလို့ရှိရင်သူက968ဆိုပြီးတော့ဒီ column တွေအကုန်လုံးအတူတူပဲရှိနေရဖြစ်တဲ့အတွက်အမားတို့ဒီနား data handling လုပ်ပြီးစရာမလိုဘူးတော့သတ်မှတ်လို့ရတယ်အကယ်၍မြန်အဲ့လိုမဟုတ်ဘဲနဲ့တခုခုကမြန်နားပါနေရဲဆိုလို့ရှိရင်အဲ့ဆိုရင်အမားတို့က
ဒီရှေ့မှာတော့တင်ခဲ့တဲ့ imputation method တွေကိုပြန်ပြီးတော့သုံးရမယ်ဖြုတ်မှလားထည့်မှလားပြီးတော့လို့ရှိရင်ဘယ်လိုပြန်ထည့်မှလဲဘာလဲညာလဲဆိုရပါတော့ဆိုတော့ဒီ data set လေးကတော့အမတို့ clean ဖြစ်တယ်လို့ပြောလို့ရတယ်ကြတော့အခုနောက်လေးပြောတဲ့ဒီ column တွေ type တွေကိုအမတို့ပြောင်းပေးစရာလည်းမရှိဘူးပြီးတော့လို့ရှိရင်နားလည်းတန်ဖိုးတွေလည်းပြန်ပြီးတော့ဖြည့်ပေးစရာလည်းမရှိဘူးပေါ့ဆိုတော့နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ဆင့်ကကြောက်တော့ဗာလဲဆိုလို့ရှိရင် df.describe df.describe ရဲ့အဓိပ္ပာယ်ကကြောက်တော့ဗာလဲဆိုလို့ရှိရင်ဒီ data ကြီးမှာရှိတဲ့ဒီ statistical တန်ဖိုးတွေ numerical တန်ဖိုးတွေ columns တွေရဲ့ statistical တန်ဖိုးတွေပြပေးတာဆိုတော့ဒီမှာဒီအမှား pregnancy glucose ပေါ့နော်အကုန်လုံးကတော့သူကဗာလဲဆိုလို့ရှိရင်တော့ဒီnumerical တန်ဖိုးတွေပဲဖြစ်နေအောင်မလို့တော့ဒီမှာတော့ကိစ္စမရှိဘူးပေါ့နောက်ခုမှာ dot describe ဆိုပြီးတော့ခေါ်လိုက်လို့ရှိရင်သူရဲ့ဒီအဓိကပြပေးရဲ့ feed တွေကကြတော့မတို့ count ချီရဲ့ mean ချီရဲ့ပြီးတော့ standard deviation minimum ပြီးတော့လို့ရှိရင်25% 50% 75% maximum ဆိုပြီးတော့ရှိရဲ့ဒီကနေပြီးတော့ count နေကြည့်လိုက်လို့ရှိရင်လည်းအကုန်လုံးကညီနေရဖြစ်တဲ့အတွက်မတို့အဲ့ဟာဒီနားတန်ဖိုးလည်းမရှိဘူးပေါ့နော်ဒီမှာ pregnancy မှာဆိုလို့ရှိရင်သူ့ရဲ့ minimum ကြတော့မတို့ဘယ်လောက်လဲဆိုလို့ရှိရင်0ဆိုတော့ဒီလူဒီတခါမှကိုယ်ဝင်မဆောင်မှုတဲ့သူပေါ့ဒီ0ဆိုတဲ့ဟာကကြတော့ maximum ကြောင့်17ဆိုတော့ကိုယ်ဝင်18ခါဆောင်မှုတယ်ဆိုတော့ဒီလို data တွေကကြတော့အမတို့ outliers တွေဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့အဲ့ outliers တွေဆိုလို့ရှိရင်အမတို့ကပြန်ပြီးတော့ data ကိုပြန်ကြည့်ဖို့လိုတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင် BMI မှာဆိုလို့ရှိရင်လည်း minimum က31ပေါ့နော် maximum က67လို့ပြောရတဲ့အတွက်ဒီ BMI အနေနဲ့ဆိုလို့ရှိရင်ဒီ overweight တွေပါတယ်ပေါ့နော်ပြီး age မှာဆိုလို့ရှိရင်လည်း33ကကြတော့အငယ်ဆုံးကကြတော့ဘယ်လောက်လဲဆိုလို့ရှိရင် minimum က21ပြီးသွားလို့ရှိရင် maximum ကကြတော့81ဆိုပြီးတော့အဲ insight တွေကိုအမှားတို့ရနိုင်တယ်ဟုတ်ပြီနော်ဆိုတော့ dot describe ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုအကြောင်းအမှားပါလဲဆိုလို့ရှိရင် outcome ကကျတော့ဒီ outcome ကိုအမှားတို့ပြန်ပြီးတော့ထုတ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ data set ကကျတော့ machine learning မှာအမှားတို့ classification model training data set ဆိုတော့ဒီ outcome ဒီအမှားတို့ column ဒီ output column ပေါ့နော်ဒီ outcome မှာဆိုလို့ရှိရင်တော့0နဲ့1နဲ့ဆိုတော့0ဒီ diabetes မဖြစ်နေဘူး1ဒီ diabetes ဖြစ်နေရဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဒီ outcome ကိုထုတ်ကြည့်ရဲဆိုလို့ရှိရင်0က900 1က268ဆိုတော့အမှားတို့ဘယ်လိုပြောမလဲဆိုတော့ data ရဲ့နှစ်ခုကအရှိုးစားတော့မမျှဘူးဆိုတော့ဒီမှာကမတို့ဒီ classification model train နဲ့အပိုင်းတော့တာမဟုတ်တဲ့အတွက်ဒီအခုမှပြဒီလိုမျိုး imbalance ဖြစ်နေတဲ့ data set ကိုမအောင် handling လုပ်ပေးရတဲ့ step တွေစဉ်းစားစရာမလိုအဲ့လိုမဟုတ်ဘဲနဲ့ကိုက model train နဲ့တခုခုပေါ့နော် machine learning model ဘက်ကိုရောက်နေပြီဆိုလို့ရှိရင်အမတို့ဒီလိုမျိုးဟာတွေ့ရတယ်အမတို့ဒီ imbalance တွေဘယ်လိုမျိုးပြန်ပြီးတော့ handling လုပ်ရမလဲဆိုတဲ့အပိုင်းတွေပါစဉ်းစားဖို့လိုတယ်ဒီဟာကကြတော့ဗာလဲဆိုလို့ရှိရင် df.describe.t ရဲ့အဓိပ္ပာယ်ကြတော့ဒါ transport ပေါ့နော်ဒီလိုမျိုး horizontal ရှိရအောင် vertical ပြန်ပြောင်းလိုက်တာပါပဲပြီးရင်မတို့ဒီ outcome ကိုဟိုဆွဲကြည့်ရအောင်ဗာလဲပုံဆွဲကြည့်အောင်ပုံဆွဲကြည့်မယ်ဆိုလို့ရှိရင်ဒီ outcome ကမတို့0နဲ့1နဲ့နှစ်ခုရှိရဆိုတော့သူ့ကိုဘယ်လိုမျိုးပုံနဲ့ဆွဲလို့ပို့ပြီးတော့တင့်တော်မလဲရှေ့မှာတော့ဆိုလို့ရှိရင်မတို့သင်ခဲ့ရဘာချက်ရှိရပိုင်ချက်ရှိရပြီးတော့လို့ရှိရင် line ချက်တို့ပြီးတော့တခြားချက်တွေအများကြီးရှိသေးတယ် histogram ပြီးရင်တခြားဘာတွေပါလဲ box plot တို့ပါလို့ပေါ့နော်အဲ့ဒီထက်မှအမတို့ဘယ်ဟာနဲ့ပို့ပြီးတော့အဆင်ပြေဆုံးဖြစ်မယ်လို့ထင်လဲဆိုတော့ကဒီဟာဒီအမှားတို့ဘာလဲဆိုလို့ရှိရင်ပထမဆုံးတစ်ခုကကြတော့box plot နဲ့ဆွဲလို့ရတယ် box plot ရဲ့အဓိပ္ပာယ်ဒီသူကဘာလဲဆိုလို့ရှိရင်ဒီ data တွေရဲ့ category ကိုအမှားတို့ compare လုပ်တဲ့ဆိုတဲ့ဟာမျိုးတွေမှာသုံးလို့ရတယ်ပြီးတော့သူဒီ categories တွေနဲ့10ခုထက်နည်းတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်အမှားတို့ box plot ကိုအသုံးများရဲဆိုတော့အမှားတို့လက်ရှိဒီအချိန်နဲ့လည်းကိုက်ညီရဲအမှားတို့ဒီ categories တွေကိုဘာလို့ချင်တာလဲဆိုတော့ compare လုပ်ချင်တာဒီမှာဆိုလို့ရှိရင် diabetes ဖြစ်တာနဲ့မဖြစ်တာနဲ့ပေါ့နော်အဲ့ဒီဟာမျိုးနှစ်ခုကို compare လုပ်ချင်တာဆိုတော့အမှားတို့ဒီ count plot ဒီပါလဲဆိုတော့အဲ့အဆင်ပြေရဲဆိုတော့ count plot ကိုဆွဲတဲ့ပုံစံကြတော့အမှားတို့စီးပွားကနေဆွဲမှာဆိုတော့အမှားတို့စီးပွားကို import လုပ်တယ်ပေါ့နော်ဒီ cycle ကကြတော့အဓိကဟိုပါလဲဒီနောက်မှာဒီပုံတွေရဲ့ပါလဲဒီပုံတွေအမှား color သုံးတဲ့အချိန်မှာ matplot လေးရဲ့ဒီ base လိုက်ပြီးတော့သုံးတာဆိုတော့အဲ့ကနေပဲနှိုင်းယူမှာပြောချင်တာပြီးတော့နောက်တစ်ခုကကြ import matplot လေးတော့ပြီးပါ PLT test ပြီးရဒီကမှာဒါတော့ matplot လေးကိုလှမ်းပြီးတော့ import လုပ်တာပေါ့နော်ပြီးရင် sns.count plot sns.count plot ကြတော့အမတို့ဒီဘာချက်ကို sns မှာကြတော့အမတို့ count plot လို့ခေါ်တယ်သူဒီပါလဲဆိုတော့ data equal to df ဆိုပြီးတော့စာပြီးတော့ရေးရဲပြီးတော့လို့ရှိရင် x ကိုထည့်ပေးရမယ်အမတို့ x နဲ့ y နဲ့ဆိုတော့ x ကကြတော့ပါလဲဆိုလို့ရှိရင် outcomeဆိုတော့ဒီမှာထွက်လာတဲ့အရာစီဆိုဒီပုံကိုကြည့်ပြီးလို့ရှိရင်အရင်ကပြောခဲ့တဲ့လိုမျိုးပဲအမတို့ကဘာလဲဆိုလို့ရှိရင် data ကို insight ပြန်ပြီးတော့ထုတ်ပေးဖို့လိုတယ်တကူဘာ insight ထွက်လာလဲဆိုတော့ဆိုတော့ဒီပုံကြည့်ပြရဖြစ်လဲအမတို့ဘာလဲဆိုလို့ရှိရင် diabetes မဖြစ်တဲ့သူနဲ့ဖြစ်တဲ့သူမှာဆိုလို့ရှိရင်အမတို့မဖြစ်နေတဲ့သူကပို့ပြီးတော့ data ထဲမှာပုံများတဲ့900နီးပါးရှိရဲ data diabetes ဖြစ်တဲ့သူကကြတော့အမတို့သူတဝက်လောက်ပဲရှိရပေါ့နော်ဒါကတော့ပုံမှန် data တွေမှာလည်းအဲ့လိုမျိုးပါပဲဆိုတော့အဲ့ဒီဟာပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုပေါ့နော်ဒီဟာကိုအမတို့က
count plot နဲ့ပြပြီးသွားပြီဆိုလို့ရှင်နောက်တစ်ခုကကြောင့်အမားတို့ဗာနဲ့လည်းပြလို့ရသေးလဲဆိုလို့ရှင် pie chart နဲ့လည်းပြလို့ရသေးရဲ့ pie chart ကကြောင့်သူ့ရဲ့အဓိပ္ပာယ်တွေသူက composition ပေါ့နော်ဒီ category တစ်ခုမှာသူကဘယ်အရာကဘယ်လောက် percentage ဒီပါနေလဲဆိုတဲ့ဟာမျိုးပြချင်ပါတယ်အချိန်မှာဆိုရင်အမားတို့ဒီ pie chart ကိုသုံးတယ်ဆိုတော့အခုလက်ရှိဒီ scenario မှာဆိုလို့ရှင်လည်းအမားတို့ဒီ outcomes ကနှစ်ခုရှိရဆိုတော့အမားတို့ဒီဘယ်လောက်ပါလဲဆိုတဲ့ဟာကိုပြန်ပြီးတော့ကြည့်ရဟာမျိုးမှလည်းတင့်တော်တယ်ဆိုတော့သူဒီ pie chart ရဲ့ဟိုဟာကြတော့အမားတို့ဗာလဲဆိုတော့ကသူ့ရဲ့အထဲမှာထည့်ပေးရတဲ့ parameters ကအမှား percentage ကိုထည့်ပေးရတယ်ပြီးတော့လို့ရှိရင် label ကိုထည့်ပေးရတယ်ဆိုတော့ percentage ကိုအရင်စပြီးတော့တွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီအပေါ်မှာတော့အမှားတို့ပြန်ကြည့်လိုက်900နဲ့268ဆိုပြီးတော့ကောင်းရှိနေရဆိုတော့အမှားတို့900နဲ့268ဆိုတဲ့ဟာကိုပြန်ပြီးတော့ percentage ပြန်ပြောင်းပေးဖို့လိုတယ် percentage ပြောင်းတာလည်းလွယ်ပါတယ်ဒီ900နဲ့268ကိုပေါင်းလိုက်ပြီးတော့လို့ရှိရင်900နဲ့စုစုပေါင်းနဲ့ပြန်စားလို့ရှိရင်အမှားတို့စုစုပေါင်းနဲ့ပြန်စားပြီး100နဲ့ပြန်မျှပါတော့ဒါ percentage ပဲဆိုတော့အဲ့ဒီရဲ့ logic ကိုအမှားတို့ဒီထဲမှာရေးရတယ် percentage ကိုအမှားတို့လိုချင်တယ်ဆိုလို့ရှိရင် outcome ရဲ့ value count ကိုခေါ်လိုက်တယ် value count ဆိုလို့ရှိရင်သူကဘာထွက်လာလဲဆိုလို့ရှိရင်ဒါတွေထွက်လာတယ်ဒီမှာဆို value count ပေါ့နော်အဲ့ဒါကိုမှ to list လို့ပြောင်းလိုက်တဲ့အတွက်သူက900ရဲ့268ရဲ့ထွက်လာမယ်ဆိုတော့900ရဲ့268ရထွက်လာပြီဆိုလို့ရှိရင်အဲ့ဒါကိုမှအပါစုစုပေါင်းနဲ့ dot sum နဲ့ပြီးလို့ရှိရင် add value နဲ့ပြန်စားပြီးတော့100နဲ့ပြန်နှောင်းလိုက်တယ်ပြီးရင် explode ဆိုပြီးတော့0.1ရဲ့0ရဲ့ဆိုတော့သူကအဓိကတော့တစ်ခုဒီလိုမျိုးအပိုင်းလေးပေါ့နော်ပိုင်းချင်တာဆိုတော့ explode ကတော့အမှားတို့ဒီပိုင်းချက်မှာလည်းတင်ပြီးသွားပြီဆိုတော့အဲ့လိုကွဲနေတဲ့ဟာတွေထွက်ချင်တယ်ဆိုလို့ရှိရင်ဒီ explode ကိုထည့်ပေးလိုက်တယ်ပြီးရင်ပိုင်းချက်ကိုဆိုရတာကြတော့အမှားတို့ဗာလဲဆိုတော့ dot ပိုင်းပြီးတော့ရှေ့က percentage ဒီသူ့ရဲ့ value တွေနောက်ကကြတော့ explode labels ထည့်ပေးရတယ်ပြီးတော့ auto pct ကကြတော့အမှားတို့ဗာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်တော့ဒသမဒီ0အထိပြမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့လို့ရှိရင် share လေးထည့်ရတယ်ပြီးတော့လို့ရှိရင် stat angle ကကြတော့မဟုတ်ဘယ်လောက်လဲဆိုရင်0ပေါ့ဆိုတော့ဒါတော့ရတော့အမှားတို့ရှိမှာတော့အသေးစိတ်တင်ပြီးသားဆိုတော့အဲ့ဒီဟာလေးဆွဲလိုက်ပြီဆိုလို့ရှိရင်အမှားတို့အခုလိုပုံလေးထွက်လာမယ်ဆိုတော့ပုံကြည့်ချင်းအဖြစ်လဲအမှားတို့ဗာလဲဆိုလို့ရှိရင် non diabetes ဖြစ်နေတဲ့ percentage က65ရှိပြီးတော့ diabetes ဖြစ်နေတဲ့ percentage ကကြတော့35ရှိနေရဆိုပြီးတော့သတ်မှတ်လို့ရတယ်ရမယ်နော်ဆိုတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြောက်သွားပါလဲဆိုလို့ရှိရင်အမတို့ဒီဟာကိုဒီလိုမျိုး plot တွေဆွဲမှာအကောင်လုံး histogram သဘောမျိုးပေါ့နော်ဆိုတော့ histogram သဘောမျိုးဆွဲတဲ့အချိန်လေးဆိုမှာအမတို့ကဘာကိုလုံးချင်တာလဲဆိုလို့ရှိရင်အပေါ်ကဒီအမတို့ data set ကြီးကိုပြန်ကြည့်လိုက် data set ကြီးကိုပြန်ကြည့်လိုက်လို့ရှိရင် data set ကကြောက်ဒီpregnancy glucose ဘာညာဆိုပြီးရှိရဆိုတော့ဒီ outcome ကနေလွဲပြီးတော့ outcome ကကြောက်တော့အမတို့က model ရဲ့ဒီ output က model ရဲ့ output ဆိုတော့အမတို့ဒီ distribution ဟိုED လောက်တဲ့အချိန်မှာဆိုလို့ရှိရင်အမတို့သူ့ရဲ့ဒီအခုနကတော့လုပ်ခဲ့တဲ့သူတို့နှစ်ခုဒီဘယ်လောက်ပဲimbalance ဖြစ်နေလားဆိုတော့ state လောက်တစ်ခုလောက်ထိပဲအမတို့လုပ်ကြတယ်။ကျန်တဲ့အဲ့လိုမျိုး analysis တွေအရင်မလုပ်ဘူး။အဲ့ဆိုတော့ဒီ outcome column ကိုဖယ်ပြီးတော့အမတို့ကျန်တဲ့ column တွေအကုန်လုံးမှာတော့ histogram ကြည့်ချင်တာ။ histogram ရဲ့သဘောတရားကြောင့်တော့ဗာလဲဆိုလို့ရှိရင် data ရဲ့ distribution ကိုပြန်ပြီးတော့ပြပေးရဟုတ်တယ်ဟုတ်ဆိုတော့အဲ့ဆိုရင်အမတို့ဗာလဲဆိုလို့ရှိရင်အဲ့ outcome ဆိုတဲ့ column ကိုဖြုတ်ပြီးသွားဆိုလို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးအမတို့ဗာလို့မလဲဆိုလို့ရှိရင် histogram ကြည့်မှာဆိုတော့ဒီ column တွေကအများကြီးဆိုတော့အမဒီဗာလဲဆိုတော့ loop ပတ်ပြီးတော့ပဲအကုန်လုံးရေးလိုက်တာဆိုတော့ဒီမှာဒီ column equal to df.drop ဆိုပြီးတော့အမှားဖြုတ်ချလိုက်တယ်ဖြုတ်ချလိုက်ပြီးတော့အဲ့ column စီတစ်ခုချင်းစီပတ်တယ်ပတ်တဲ့အချိန်မှာဆိုလို့ရှိရင်အမှားတော့ဘာမှတော့မခတ်ဘူး df.plot ဆိုပြီးတော့ဒီ column ကကြတော့အမှားတော့01ဆိုတော့တစ်ခုချင်းစီကိုလောက်တာပေါ့နော်ပြီးတော့လို့ရှိရင် can equal to ကကြတော့ histogram ပြီးတော့လို့ရှိရင်ဒီ axis ကကြတော့အမှားဒီမှာဆိုလို့ရှိရင်ဒီမှာ subplot တွေခေါ်တာ subplot ရဲ့အဓိပ္ပာယ်ကကြတော့ for 2လို့ပြောတယ်အမှားတော့4 row 2 column ဖြစ်မှာ4 row 2 column ဆိုတော့အဲ့မှာအမှားတော့ပြန်ပြီးတော့ဒီ1ဆိုလို့ရှိရင်ဒီမှာပေါ့နော် iteration 0မှာဆိုရင်ဒီက iteration 1မှာဆိုဒါဆိုပြီးတော့အဲ့ဟာကိုပတ်သွားတယ်တိုက်တယ်ကကြတော့အမှားတို့ column ကိုပဲပြန်ယူရတယ်ပြီးသားလို့ရှိရင်ဒီ color equal to ကကြတော့ next color style ကကြတော့ခုနကပြောခဲ့တဲ့ဒီ matplot လေးရဲ့သူ့ရဲ့ဒီဘေးတင်ပါတယ် random ချပေးတဲ့ color ပေါ့နော်အဲ့ color ကိုယူတာဒီမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကတာကိုတက်တက်ကိုကြိုက်တဲ့ color ကုတ်တွေကိုတခါ array list နဲ့ထည့်ပေးရင်လည်းရတယ်ရမယ်နော်ပြီးသားလို့ရှိရင်အမှားတို့ A6 ကို1 2ရဆိုလို့ရှိရင်ဒီပုံလေးထွက်လာရောဒီပုံထွက်လာမယ်ဆိုလို့ရှိရင်မဒီဟာကတိုက်တယ်ကတော့ဒီဟာမဟုတ်ဘူးเนาะ diabetes ဖြစ်မယ်တိုက်တယ်ကတော့မှားနေရပြီးတော့လို့ရှိရင် PLD.show ဆိုရင်ဒီပုံကြည့်အောင်ဒီပုံကြည့်ပြီးဆိုလို့ရှိရင်အမတို့ကဒီအခုနရှိမှတော့ဗာလဲအမတို့ပြောရဲဒီ EDA လောက်တယ်ဆိုလို့ရှိရင်အများတန်းသူကဗာလဲဆိုတော့ထွက်လာတဲ့ပုံရဲ့ဒီ output ကိုလည်းအမတို့ interpret လုပ်တတ်ဖို့လိုတယ်ဆိုတော့ interpret လုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးပေါ့နော်အမမပြောခင်ဒီမှာကိုကဘယ်လိုမျိုးအကြောင်းအရာတွေစဉ်းစားမိလဲဆိုတော့ကိုကကိုအရင်စဉ်းစားကြည့်ကြည့်ဒီ data set ကနေပေါ့ဒီပုံကနေပြီးတော့အမတို့ဘယ်လိုမျိုးinsight တွေရလဲပေါ့နော်ပြီးသားလို့ရှိရင်အဲ့စဉ်းစားပြီးသားလို့ရှိရင်အခုအမပြောမယ့်ဟာနဲ့တစ်ချက်ပြန်ပြီးတော့ compare လုပ်ကြည့်ကြည့်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်အမတို့အဓိကဘာလဲဆိုတော့ကသူက
ဒီမှာသူကဒီ pregnancy ပေါ့နော်ဒီ glucose ဆိုပြီးတော့သူကဒီ column တွေကစုစုပေါင်း8 ခုပေါ့8 ခုရဲ့အသေးစိတ်တစ်ခုချင်းစီပြရတယ်ဆိုတော့အမတပုံချင်းစီကြည့်ကြည့်အောင်တပုံချင်းစီကြည့်ကြည့်မယ်ဆိုလို့ရှိရင်ပထမဒီ pregnancy ဆိုတဲ့ column ကြည့်ပြီးတော့အမတို့ဘာရလဲဆိုလို့ရှိရင် pregnancy ကကြတော့အဓိကပဲသူက0လို့ပြောရတဲ့အတွက်ဒီကိုယ်ဝင်လုံးဝမဆောင်ဘူးတဲ့သူတွေလည်းရှိတယ်ပြီးတော့ရင်ဘာလဲဆိုလို့ရှိရင်ကိုယ်ဝင်ဒီ2.5 5.0ဘာညာဆိုပြီးတော့ရှိရပါတော့ဆိုတော့ဒီနောက်ကဒီ10ရဲ့နောက်ကဆိုလို့ရှိရင်တော့နည်းနည်းထူးဆန်းတယ်လို့ပြောလို့ရတယ်ပေါ့အခုမှဖြစ်ဒီကိုယ်ဝင်10ချိန်ထက်ပို့ပြီးတော့ဆောင်ထားတဲ့သူတွေအရင်ပါဒီမှာဆိုလို့ရှိရင်ဟိုဖြစ်တယ်ပေါ့နော်ပါလာတယ်ဆိုတော့အဲ့ဒီဟာတွေဒီတကယ် data တွေကဟုတ်လားပြီးတော့သူတို့လောက်ထားတဲ့ record ကရောအဲ့လိုမျိုးသူတို့လောက်ထားတဲ့ record နဲ့သူတို့ဖွင့်လာတဲ့ definition တွေအောင်မှန်လားဆိုတာအမတို့ပြန်ပြီးတော့စဉ်းစားဖို့လိုတယ်ဆိုတော့ဒီမှာတော့အမတို့က domain ကိုပြန်ပြီးတော့ validate လုပ်မှတ်သူမရှိတော့အဲ့မှာပဲရက်ခဲ့မှာပေါ့နော်ပြီးတော့ရင်ဒီဘက်ကနေပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအမတို့ဒီ5ပေါ့နော်5ရဲ့နောက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း data မှာဆိုလို့ data အရာအမတို့ဒီ pregnancy ကကြတော့ဒီ9ချိန်ပေါ့နော်ထက်9ချိန်အောက်ကိုဝင်ဆောင်လာတဲ့သူတွေကပုံများတယ်ဆိုတော့အဲ့လိုမျိုး school ကိုတွေ့ရပါတော့သူရဲ့ဒီ data ကကြတော့အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာပြီးတော့လို့ရှိရင်ဒီ10ထက်ကျော်တဲ့ data ဆိုပြီးတော့အမတို့တွေ့ရပါတော့ဒီလိုမျိုး domain ကိုdata ကိုပြန်ပြီးတော့ interpret လုပ်တယ်ဆိုတဲ့အချိန်မျိုးမှာအမတို့အပြင်က knowledge တွေကိုပြန်ပြီးတော့ဘလို့ပြန်ယူလာတဲ့ဟာမျိုးတော့ရှောင်ပေါ့နော်ဒီ data ကို data ရပဲ data အတိုင်းပဲပေါ့နော်လောက်ရမယ်ပြန်ပြီးတော့ translate လုပ်ရမယ်ပေါ့နောက်တစ်ခုဒီဘက်ပေါ်ကကြတော့မဟုတ်ပါလဲဆိုတော့ glucose မှာဆိုလို့ရှိရင်သူကဘာလဲဆိုလို့ရှိရင်သူကဒီ school ကဒီ right back ကိုနည်းနည်းလေး school ဖြစ်နေရပါတော့ပြီးသွားပြီဆိုလို့ရှိရင် data တွေကကြတော့အမတို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီနားလေးဆိုလို့ရှိရင်အမအခုမှဖြစ်80ပေါ့နော်80နဲ့အမတို့ဗာလဲဆိုလို့ရှိရင်ဒီ130ပေါ့နော်အဲ့လောက်ကြားထဲမှာဒါမှမဟုတ်လဲ150ပေါ့အဲ့လောက်ကြားထဲမှာအမတို့ဗာလဲဆိုလို့ရှိရင်ဒီ data တွေကအများဆုံးဖြစ်နေရဲဆိုတော့ဒီပါလာတဲ့ data ရဒီ glucose level ကသူတို့က80နဲ့150ကြားထဲမှာအများဆုံးဖြစ်နေရဲပြီးတော့ရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းအမတို့ဗာလဲဆိုလို့ရှိရင်ဒီ glucose level 185ထက်များနေတယ်ဆိုတော့ outliers တွေလည်းရှိတယ်လို့မျိုးဒီ glucose level 0ဖြစ်နေဆိုတဲ့အခြေအနေတွေလည်းရှိတယ်ဆိုတော့အဲ့ဒီဟာတွေဒီအမတို့ကဒီ glucose level 0ဖြစ်နေဆိုတဲ့ဟာတွေကပုံမှန်ဟုတ်တာလားမဟုတ်တာလားပြီးတော့လို့ရှိရင်ဒီဘောကဒီ glucose level ပေါ့နော်185ထက်အရင်များနေတဲ့ဟာတွေကတကယ်ဟုတ်တာလားမဟုတ်တာလားဆိုတာတွေရောအမှားတော့ပြန်ပြီးတော့ validate လုပ်ဖို့လိုတယ် data တွေမှာပေါ့ဒါ data ကနေပြီးတော့ histogram ပြတဲ့ insight ကိုပဲအမှားတော့ယူနေရနောက်တစ်ခုကြတော့ဗာလဲဆိုလို့ရှိရင် blood pressure ကကြတော့သူကဘယ်လိုလဲဆိုလို့ရှိရင်အခုမှပဲသူ့ရဲ့ data ကကြတော့သူက normally ကတော့ဒီလောက်ကြားထဲမှာရှိရပါတော့60နဲ့80ကြားထဲမှာရှိနေရဲ့ဆိုတော့60နဲ့80ဆိုတာတော့ blood pressure ကပုံမှန်လို့တော့ဒီနားလည်တာရပေါ့နော်ဒါဆိုလို့ရှိရင်ဒါပုံမှန်ဖြစ်တယ်ပေါ့ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်လည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ lower value တွေဖြစ်နေရအခုမှပဲ blood pressure က40ထက်40အောက်ကိုရောက်နေပြီးတော့တချို့ blood pressure ကြတော့100ထက်ကျော်နေရအဲ့လိုမျိုးကြီးကြတော့အမှားတော့ပုံမှန် behavior ဟုတ်လားမဟုတ်လားဆိုတာပြန်ကြည့်ဖို့လိုတယ်နောက်တစ်ခါကျတော့ဗာလဲဆိုလို့ရှိရင် skin thickness မှာဆိုလို့ရှိရင်တော့ကြောက်ဗာလဲဆိုလို့ရှိရင် right back ကိုသူက screw ဖြစ်နေတာဒီဘက်ညာဘက်မှာပေါ့နော်အာပတရားတွေအကုန်လုံးပြန်ပြီးတော့သူကစုနေရစုနေရဲဆိုတဲ့အချိန်ဒီမျိုးမှာတော့အခုမှပြဒီမှာဆိုလို့ရှိရင်သူရဲ့ data ကကြတော့သူကဒီ30နဲ့0ပေါ့နော်လုံးဝ0ဖြစ်နေရနေပြီးတော့ဒီဘက်ကြားထဲမှာရှိရဲပေါ့ပြီးနောက်တစ်ခုကကြောင့် insulin ဆိုလဲသူကအဲ့လိုမျိုးပဲဒီ left screw ပေါ့နော်ညာဘက်ဘက်ကိုသူက screw ဖြစ်နေရဲပြီးသွားလို့ရှိရင်သူကသူ့ရှိမှာဆိုလို့ရှိရင်လည်းဗာလဲဆိုလို့ရှိရင် insulin 0ရှိရဲဆိုတဲ့ case တွေပါရှိရဲပြီးတော့လေ insulin ကဒီ400ထက်ကြီးနေရဲဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကြတော့အမတို့ဒီ low ဒါမှမဟုတ်လို့ရှိရင်လည်းဒါဆိုရင် missing ဖြစ်နေရလားပေါ့နော်ဒါမှမဟုတ်လို့ဒါတွေကြအရင် high ဖြစ်နေရလားအဲ့လိုမျိုးတော့အမတို့ကြည့်တတ်ဖို့လိုတယ်ပြီးနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ BMI ကကြတော့ဗာလဲဆိုလို့ရှိရင် BMI ရဲ့အသေးပဲကြတော့အမတို့ဒီ body ရဲ့ weight ကိုတိုင်းတာပါနော် BMI မှာဆိုလို့ရှိရင်လည်းသူဒီဘယ်လိုမျိုးလဲဆိုလို့ရှိရင် BMI မှာဆိုလို့ရှိရင်လည်းသူကဒီ20နဲ့30ဟိုဒီ40ကြားရတော့အမတို့ normal BMI 25နဲ့40လားမသိအဲ့ဟာ normal ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ BMI 0ဆိုတာတော့မရှိနိုင်ဒါဆိုလို့ရှိရင်အမတို့ data ကမှားနေရပဲဖြစ်တယ်ပြီးတော့ BMI က40ထက်ကျော်နေရဆိုလို့ရှိရင်အမတို့အဲ့ဒါဗာလဲဆိုလို့ရှိရင် overweight ပေါ့နော်အဲ့လိုမျိုးသတ်မှတ်လို့ရတယ်နောက်တစ်ခုကကျတော့မှဒီ PDF ပေါ့နော် diabetes ဒါအမဒီရာရဲ့အတိတ်ပဲတော့တိတ်တော့နားမလဲသူတို့ဘာပြောချင်တာလဲဆိုတော့ဒီဆိုတော့ဒီဒါရလည်းတော့ဗာလဲဆိုလို့ရှိရင် right back ကို school ဖြစ်နေရသူရဲ့ value တွေကကျတော့ဗာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်2.0ထက်ငယ်တဲ့ဟာရှိရဲပြီးတော့လို့ရှိရင်ဒါမှဆိုလို့ရှိရင်2.0ထက်ကြီးတဲ့ဟာရှိရဲဆိုတော့အဲ့ဒီဒါတွေရောအမတို့ပြန်ပြီးတော့စစ်ဖို့လိုတယ်နောက်တစ်ခုကကျတော့ age ကကျတော့အမတို့ဒီသူက data set ထဲမှာဆိုလို့ရှိရင်သူက20ကျော်ကနေပြီးတော့စပါတယ်80ကျော်ဒီ80နာနီးထိပေါ့နော်ဆိုတော့ဒီစုစုပေါင်း data တွေအများဆုံးပါနေတဲ့ data တွေကတော့အမတို့ဘယ်နားမှာလဲဆိုလို့ရှိရင်ဒီ20နဲ့30 40ပေါ့နော်ဒီနားကြီးမှာဆိုတော့အမတို့ data set ကmostly ဒီနားကြီးမှာပါတယ်ပေါ့အဲ့လိုမျိုးပြန်ပြီးတော့conclusion ပြန်ချလို့ရတယ်
ဆိုတော့ဒီပုံကြီးတစ်ခုလုံးကြည့်ပြီးတော့မတို့အဓိကဘာကြီးပြန်လုပ်လို့ရလဲဆိုလို့ရှိရင်ခုနတစ်ချက်ချင်းစီလည်းပါတယ်ပြီးသွားလို့ရှိရင် exam ရပဲဒီလိုမျိုး insulin 0ဖြစ်နေရအဲ့ဒီဟာကြီးဆိုလို့ရှိရင်မတို့မဖြစ်သင့်ဘူးကွာအဲ့ဒီဒါလုံးဝ round ဖြစ်နေရ data ကိုသူတို့ဟိုစပြီးတော့စုတဲ့အချိန်မှာဒီဘောနော် human error တစ်ခုခုကြောင့်ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပြီးသွားရင်ဒီ blood pressure 0ပေါ့နော်ခုနပဲဟောရဲလဲအဲ့ဒီဟာမျိုးဆိုလို့ရှိရင်လည်းမတို့ blood pressure ကဘယ်တော့မှ0မဖြစ်နိုင်ဘူးလीเนาะဆိုတော့ဒါကအဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်လည်းအမှားတော့ပြန်ပြီးတော့မလုပ်မလဲဆိုလို့ရှိရင် analysis ပြန်လုပ်ပြီးဖို့လိုတယ်ဒီဟာကကြတော့သူကဘာလဲဆိုလို့ရှိရင်ဒီအာ data ရဲ့ဘာလဲဆိုတော့ဒီ histogram ကိုအသုံးပြုပြီးတော့မှာ data ရဲ့ distribution ဘယ်လိုမျိုးရှိနေလဲဆိုတဲ့ဟာကို analysis လုပ်သွားတာရမယ်နော်ဆိုတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အမတို့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ disk block ဆွဲမှာ disk block ကကြတော့အမတို့ဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးပုံလေးသူရဲ့ histogram ပဲ histogram မှာအမတို့ဒီအပေါ်မှာကြတော့ data ကိုဒီသူ့ရဲ့ပုံစံပေါ့နော်အခုမှ pregnancy ဆိုလဲ pregnancy ပဲအတိုင်းပဲပြီးလို့ရှိရင် glucose ဆိုလဲ glucose အတိုင်းပဲဆွဲရတော့အမတို့မှာ level data ရှိရ level ကကြတော့ဘာလဲဆိုတော့ non diabetes ရဲ့ diabetes ရဲ့ဆိုတော့အဲ့ non diabetes နဲ့ diabetes ကိုမူတည်ပြီးတော့အမတို့ကအဲ့ height နဲ့ပြန်ပြီးတော့ရှင်းပြီးတော့တွက်ကြည့်အောင်ဆိုတော့အခုမှဆိုလို့ရှိရင်လည်း pregnancy မှာဆိုလို့ရှိရင်မှာတော့ဘယ် data က diabetes ဖြစ်တာများပြီးတော့ဘယ် data က non diabetes ဖြစ်တာများလဲဆိုတော့ဘာကိုပြန်ပြီးတော့ analysis လုပ်ရှင်တာဆိုတော့ data ရဲ့ distribution ကြည့်နေတာမို့လို့အမှားတော့ဘာပဲလဲဆိုလို့ရှိရင် histogram ပဲပြန်ဆွဲရမယ်ဒါပေမဲ့ဒီမှာကျတော့ histogram နှစ်ခုဖြစ်မယ်ဒီ data တစ်ခုထဲမှာရင်ပဲ pregnancy ဆိုတဲ့ data တစ်ခုထဲမှာရင်ပဲအမှားတော့ diabetes ဖြစ်တာနဲ့မဖြစ်တာနဲ့ခွဲပြီးဆွဲလိုက်တာမို့လို့ဆိုတော့အမဒီဒါကဆွဲရမယ်ဆိုစုစုပေါင်း10ပုံတောင်ရှိရဖြစ်တဲ့အတွက်အဲ့ဒီဟာကိုလည်းဘယ်လိုလဲဆိုလို့ရှိရင်ဒီဗာလဲ function တစ်ခုရေးပြီးတော့ပဲခေါ်တာဆိုတော့ဒီမှာဆိုလို့ရှိရင်မှာတော့ main ကိုရေးရပေါ့နော် main ကိုဒီ value တွေကို main ကိုခေါ်တာတယ်ပြီးတော့လို့ရှိရင် disk block ကကြတော့ဗာလဲဆိုလို့ရှိရင်ခုနကပြောတဲ့ histogram အဲ့မှာဒီ1ဖြစ်တယ်ဆိုတဲ့ဟာယူရဲပြီးတော့လို့ရှိရင်0ဖြစ်တယ်ဆိုတဲ့ဟာယူရဲ1ဖြစ်တာအတွက်ကကြတော့အမှားတော့ diabetes ဖြစ်တာမို့လို့ red နဲ့ကိုစားပြုရဲblue 0ကကြတော့အမှားတော့ဗာလဲဆိုလို့ရှိရင် light blue နဲ့ကိုစားပြုရဲပြီးတော့မှာ disk block ဆိုပြီးတော့ column လေးထည့်ပေးလိုက်တယ် pregnancy ဆိုပြီးတော့ဆိုတော့အဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အမတို့ဒီပုံလေးကြည့်ကြည့်အောင်ဒီပုံလေးကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်ကအပြာလေးကကြတော့အမတို့ဘာ diabetes မဖြစ်ဘူးဒီအနီလေးကကြတော့အမတို့ diabetes ဖြစ်တယ်ဆိုတော့ပုံနှစ်ခုကိုရှင်းကြည့်လိုက်တယ်ဆိုလို့ရှိရင်အမတို့ pregnancy ရဲ့ pregnancy ကိုကြည့်ပေါ့နော် pregnancy ရဲ့ diabetes ရဲ့အဲ့တွဲပြောကြည့်ရမှာဆိုတော့ကိုယ်ဝန်ဆောင်တာများလေလေအမတို့ဘာလဲဆိုတော့ diabetes ဖြစ်နိုင်ခြေများလေလေဆိုတော့ conclusion မျိုးရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အမတို့ကဒီဘာလဲ diabetes ရဲ့သူ့ရဲ့ဟိုဟာတွေကပို့ပြီးတော့များနေရလေနော်ဆိုတော့အဲ့လိုမျိုးအမတို့ဒီပြန်ပြီးတော့ analysis လုပ်လို့ရတယ်ဆိုတော့ဒီ diabetes pregnancy ဆိုတော့ column ဒီအမတို့ဒီ diabetes ကိုတွားပြီးတော့ affect ရှိတယ်ဒီအခုနအောက်ခန်းဆိုတော့ column ပေါ့နော်တွားပြီးတော့ affect ရှိရလို့ပြောလို့ရတယ်အဲ့ဒီဟာလေးကိုအမဒီပေါ်မှာinsight ဟိုဟာရေးရပေးရပါတော့ပြီးနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ insulin ဆိုတဲ့အဓိပ္ပာယ်ကကျတော့အမတို့ပုံမှန်သိရတဲ့အတိုင်းပဲ diabetes people တွေကဗာလဲဆိုလို့ရှိရင် insulin ပုံများတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအညီလေးတွေကကျတော့ပို့ပြီးတော့ဒီဟာလေးထက်ဆိုလို့ရှိရင်ပုံများနေတယ်ဒီမှာဆို no diabetes တွေဆိုလို့ရှိရင်အမတို့ဗာလဲဆိုလို့ရှိရင် insulin 0ဖြစ်တဲ့ case တွေအောင်ရှိရပါတော့နောက်တစ်ခုကကျတော့ blood pressure ဆိုလို့ရှိရင်လည်းအမတို့ပုံမှန်တိုင်းနားလည်ထားတာဆိုလို့ရှိရင်ကျတော့သူက diabetes ဖြစ်နေတဲ့သူတွေက pressure ပိုများတယ်မဖြစ်တဲ့သူတွေချက်ဆိုတော့အဲ့ဟာကို data ရပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်ဒီမှာ data မှာဆိုလို့ရှိရင် diabetes ဖြစ်နေတဲ့သူတွေက blood pressure ပိုများတယ်ဒါပေမဲ့တော့ဒီ0တို့ -20 တို့တော့အမတို့အဲ့ဟာရောပြန်ကြည့်ဖို့လိုလိမ့်မယ်ဘာလို့ဆိုတော့blood pressure 0ဖြစ်တယ်ဆိုတဲ့ case ကတစ်မျိုးပဲပေါ့နော်ပြီးရင် glucose လည်းအတူတူပဲ diabetes ဖြစ်နေတဲ့သူတွေအကုန်လုံးဒီ glucose level ပို့ပြီးတော့ high တယ်ဆိုတော့ဒီမှာကြည့်လိုက်လို့ရှိရင်လည်း diabetes မဖြစ်တဲ့သူတွေကြောင့်ဒီနားလောက်ထိပဲဒါပေမဲ့ diabetes ဖြစ်တဲ့သူတွေဆိုလို့ရှိရင်ဆက်စချင်းသူတို့ကဒီမှာဆိုရင်80 80လောက်ကနေစပြီးတော့120ထိအောင်ရှိရသူရဲ့ဟိုဟာကြတော့သူ glucose level ကကြတော့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကြောက်ဘာလုပ်မလဲဆိုလို့ရှိရင် outlier detection လုပ်မယ် outlier detection လုပ်မယ်ဆိုတော့ဒီ outliers တွေကို detect လုပ်တဲ့ဒီ visualization criteria အများကြီးရှိရဲအဲ့ဒီမှာအမတို့သုံးရတယ်ဆိုလို့ရှိရင် histogram သုံးရတယ် scatter plot တွေသုံးရတယ်ပြီးတော့လို့ရှိရင် box plot တွေသုံးရတယ်ဆိုတော့ဒီမှာအမတို့ဗာလဲဆိုတော့ box plot လေးကိုကြည့်အောင် box plot ဆိုပြီးတော့အမတို့က SNS.box plot ပြီးတော့လို့ရှိရင် x ကိုအောက်ခံထားရဲ x ကကြတော့အောက်ခံဆိုတော့အမတို့0နဲ့1ပေါ့နော်ပြီးတော့လို့ရှိရင် y ကကြတော့ h သူဒီဘာလဲဆိုတော့အောက်ခန်းပေါ်မူတည်ပြီးတော့သူ့ရဲ့ data ရဲ့ distribution ကြည့်ချင်တာဆိုတော့ဒီရှေ့ရဟာဒီမှာတော့ non diabetes people ဒီနောက်ကဒီ diabetes people 1နဲ့0နဲ့ဆိုတော့ဒီက data ရဲ့ insight ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအမတို့ဒီဟာရဲ့နောက်ကကြောက်တော့ဘာလဲဆိုလို့ရှိရင် outlier ဆိုတော့60ရဲ့နောက်ကဟာတွေဆိုတော့ဒါ outlier ဆိုသတ်မှတ်လို့ရတယ်ဒီအောက်မှာတော့မရှိဘူးပေါ့နော်ဒီပုံလေးကိုပဲ interpret လုပ်ကြည့်မယ်ဆိုလို့ရှိရင်သူကဒီပုံမှာ
ပေါ့နော်ဒီဟာဆို diabetes မဖြစ်ဘူးမဖြစ်တဲ့သူတွေမှာဆိုလို့ရှိရင်သူကအသက်ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီ38လောက်ထိပေါ့နော် maximum အသက်38လောက်ထိရှိတယ်ဒါပေမဲ့ diabetes ဖြစ်နေတဲ့သူတွေမှာဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်အသက်38ကနေပြီးတော့ဒီအသက်ကြီးလေပို့ပြီးတော့သူကဘယ်လိုပြောမလဲဆိုလို့ရှိရင် diabetes ဖြစ်နိုင်တယ်ပုံများလေလို့အမှားတော့ conclusion ချုပ်လို့ရတယ်သူရဒီနှစ်ခုကိုပုံစံကြည့်ပြီးတော့ပေါ့နော်နောက်တစ်ခုကကြတော့လည်းဗာလဲဆိုလို့ရှိရင် blood pressure ဆိုလို့ရှိရင်လည်းသူက outcomes ကကြတော့သူဒီ outcome နဲ့ရှင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ01ပေါ့နော်ဒီနား data တွေဆိုလို့ရှိရင်အမခုနပြောတဲ့ဒီ blood pressure ကဒီ20အောက်ရောက်နေရပြီဗါရ outliers တွေဒီမှာလည်း outlier အနေနဲ့ပါဒီဒါမှ3ချောင်းလေးပဲရှိရဆိုတော့အဲ့ data ဆိုလို့ရှိရင်အမဖြုတ်ပလိုက်တာကောင်းတယ်ဒီအားဆိုဖြုတ်ပလိုက်ပေါ့နော်ဒီအပေါ်ကဟာကြတော့အမတစ်ချက်တော့ပြန်ကြည့်ရမှာပေါ့ဒီမှာဆိုရင်ပုံတစ်ခုကိုရှင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းအမ diabetes ဖြစ်နေတဲ့သူတွေကကြတော့ဗာလဲဆိုလို့ရှိရင် blood pressure ပိုပြီးတော့များတယ်ဒါအခုနကတော့ဒီ histogram မှာတော့လည်းအမတို့ကြည့်ပြီးသားဒါပေမဲ့ဒီမှာကျတော့အမတို့တခြားတစ်နည်းနဲ့ပေါ့နော် box plot နဲ့ပြန်ပြီးတော့ကြည့်တဲ့ပုံစံပြောရနောက်ဆုံးတစ်ခုကကြောက်အမားတို့ဗာလဲဆိုလို့ချင်း joint block ကကြောက်တော့ဗာလဲဆိုလို့ချင်း data ရဲ့ correlation နှစ်ခုကြည့်ရဒီမှာဆိုလို့ချင်းအမားတို့က H ရဲ့ blood pressure ရဲ့နှစ်ခုတွဲပြီးတော့ရှင်းကြည့်ရဆိုတော့ဒီမှာဆိုလို့ချင်း H ရဲ့ blood pressure ရဲ့ဆိုတော့ scatter plot နဲ့တော့နည်းနည်းလေးတော့ပုံစံစင်တယ်ဆိုတော့ဒီမှာဆိုလို့ချင်းပုံစံကြည့်ချင်ရဖြစ်တော့ဗာလဲဆိုလို့ချင်းဒီအသက်ဟောနော်ပို့ပြီးတော့ကြီးလာလေးအမားတို့ဗာလဲဆိုလို့ချင်း blood pressure ကလည်းပို့ပြီးတော့တက်လာလေးဆိုတော့ဒီ features နှစ်ခုအရှင်းရှင်းမှာလည်းသူ့ရဲ့ relation ရှိရလို့ပြောလို့ရတယ်ဆိုတော့ရှေ့မှာတော့ဆိုလို့ရှိရင်အမတို့ diabetes ဖြစ်လားမဖြစ်လားဆိုတော့1နဲ့0နဲ့ပဲအမတို့တွဲပြီးတော့ဒီ features တွေကို correlate လုပ်တာပေါ့နော်ဒါပေမဲ့ဒီအမိုင်းမှာဆိုလို့ရှိရင်ကျတော့သူကဘာလဲဆိုလို့ရှိရင် features နှစ်ခုတွေကအရှင်းရှင်းရတယ်သူဟာသူ relation ရှိရဆိုတဲ့အဓိပ္ပာယ်မျိုးချချင်တာပေါ့နော်အားကြောင့်မလို့ဒီ blog ကိုဆွဲကြည့်ရပြီးတော့နောက်တစ်ခုကကြောင့်အမတို့ဗာလဲဆိုလို့ရှိရင်ဒီ GPF နဲ့ outcome ရဲ့သူရဲ့ correlation DBF နဲ့ outcome ရဲ့စာမှာဆိုလို့ရှိရင်လည်းသူကဗာလဲဆိုတော့ဒီမှာပေါ့နော်ဒီပုံစံလေးဆိုတော့အဓိကသူကဗာလဲဘယ်လိုပြောချင်တာလဲဆိုလို့ရှိရင်ဒီ high PDF ကကြတော့အမတို့ diabetes ဖြစ်တယ်ဆိုတဲ့ဟာနဲ့အမတို့ဗာလဲဆိုလို့ရှိရင်အဆုံးသတ်သွားပြီးတော့မဟုတ်လို့ရှိရင်じゃဒီ DBF ကကြတော့ပုံနေတယ်ပေါ့နော် DBF ပုံနေလို့ရှိရင်အမတို့ diabetes ဖြစ်နိုင်တယ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တာနောက်တစ်ခုကကြတော့ glucose လည်းအမတို့သိပြီးသား glucose level ပိုပြီးတော့ high လေး diabetes ပိုဖြစ်နိုင်ခြင်းများလေးဆိုတော့ဒီမှာဆိုကြည့်ရင်တော့မှဒီဖြစ်တယ်ဆိုတဲ့ category ရဲ့သူရဲ့ဒီအငယ်ဆုံးဒီအမတို့ဗာလဲဆိုလို့ရှိရင်မဖြစ်ဘူးရဲ့သူရဲ့ maximum လောက်ထိကိုရှိရပေါ့နော်ဆိုတော့ဒီ glucose level ကြည့်ချင်းရဖြစ်လဲအမတို့ဒီ diabetes ကိုအရင် affect ဖြစ်တယ်ဆိုတာသိနိုင်တယ်နောက်တစ်ခုကကြောက် insulin နဲ့ဗာလဲဆိုလို့ရှိရင် glucose ဆိုတော့ဒါကတော့အမတို့သိပြီးသားပဲ insulin level ပို့ပြီးတော့မြင့်နေလေ glucose level ပို့ပြီးတော့မြင့်နေလေပဲဆိုတော့သူ့ရဲ့ graph ကိုပြန်ပြီးတော့ကြည့်ချင်တဲ့ဒါမှသူ့ရဲ့ block ကသွားတဲ့ပုံစံ insulin level ပို့ပြီးတော့မြင့်နေလေ glucose level ကပို့ပြီးတော့မြင့်နေလေပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် BMI ကကြတော့ဒီ diabetes people တွေမှာဆိုလို့ရှိရင် BMI ကပို့ပြီးတော့ high ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာပုံကြည့်ချင်ရဖြစ်လဲ diabetes ဖြစ်တဲ့သူတွေမှာဆိုလို့ရှိရင် BMI ကပို့ပြီးတော့ high တယ်အဲ့လိုမျိုးမှမဟုတ်ဆိုလို့ရှိရင်တော့ BMI ကပုံမှန်ပဲပေါ့နော်ဒီမဖြစ်တဲ့ဆိုတဲ့ case မှာနောက်ဆုံးတစ်ခုကမတို့ဗာဆွဲချင်တာလဲဆိုလို့ရှိရင်ဒီဒါကို correlation ဆွဲချင်တာ correlation metric ကကြတော့အမတို့ဗာအတွက်လဲဆိုလို့ရှိရင် heat map အတွက် heat map ဒီအမတို့ရှေ့မှာတော့အမပြောခဲ့တဲ့အတိုင်းပဲသူကဘာလဲဆိုလို့ရှိရင်ဒီ features တွေရဲ့အချင်းချင်းရဲ့ဂျားတွေက correlation ပြပေးရအခုမှဆိုအမတို့မှာ features တွေကကြတော့ outcome ဒီ pregnancy glucose ကနေစပြီးတော့ outcome ထိအရှိရပေါ့နော်ဆိုတော့သူတို့နှစ်ခုဂျားတွေက features တွေကဘယ်လောက် relate ဖြစ်နေလဲဆိုတော့အမတို့ကြည့်ချင်တာဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူက diagonal တွေအကုန်လုံးကတော့အမတို့ဘာဖြစ်နေမလဲဆိုလို့ရှိရင်1ဖြစ်နေမယ်ပြီးတော့ရဲ့အခုမှပြဒီအောက်ကနေစကြည့်ရအောင်နော်ဒီအောက်ကမှာဆိုတော့အမတို့အောက်ခန်းနဲ့ pregnancy နဲ့ဆိုလို့ရှိရင်0.22ရှိရယ် glucose နဲ့ဆိုလို့ရှိရင်0.47ဆိုတာဒါဒီဘယ်လိုပြောမလဲဆိုရင် glucose ရဲ့ဆိုတဲ့ features ဒီ outcome ပေါ်မှာတော့ effect အများဆုံးလို့ပြောလို့ရတယ်ပြီးတော့ blood pressure ပေါ့နော် blood pressure တော့အရင်ကြီး effect မရှိဘူးဆိုပြီးတော့ဒီမှာတော့ပြတယ်ပြီးတော့လို့ရှိရင် skin thickness ဆိုလည်းအဲ့လောက်ကြီးမရှိဘူးပေါ့ insulin ဆိုလို့ရှိရင်အမတို့0.13ပြီးတော့လို့ရှိရင် BMI ဆို0.290ရှိရယ်ပြီးတော့တခြား height လည်းရှိရယ်ပေါ့နော်ဆိုတော့ဒီဒီဗာလဲ heat map ကိုကြည့်ပြီးတော့ကြောက်အမ machine learning မှာဘာလုပ်လို့ရလဲဆိုလို့ရှိရင်ရှေ့မှာတော့ပြောခဲ့တဲ့မျိုးပဲဒီ features တွေကိုအရင် correlate မဖြစ်ဘူးတဲ့ data တွေဆိုလို့ရှိရင်အမတို့ဖြုတ်ခဲ့လိုက်လို့ရတယ်အခုမှပဲဒီ0နားမှာဘာနော်ပတ်ပြီးတော့နေနေတဲ့ data တွေဆိုတော့ exam များဖြစ်ဒီမှာ0.065 0.075တို့ဆိုရင်အမတို့ဖြုတ်လို့ရတယ်ဆိုတော့အတိုင်းအတာတွေမှာရှိနေတယ်ဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်လည်းအဲ့လောက်တန်ဖိုးလေးဖြုတ်လိုက်တဲ့တောင်မှ model ရဲ့ accuracy ကကြာသွားတာရှိရယ်ဆိုတော့ဒီမဖြုတ်ခင်နဲ့ဖြုတ်ပြီးတဲ့ model ရဲ့ဟိုလဲဒီသူ့ရဲ့ accuracy ကိုတစ်ချက်တော့ compare လုပ်ကြည့်ကြည့်ပေါ့နော်ဒါပေမဲ့ဒီmap heat map ကကြာတော့အဲ features တွေရဲ့ correlation ပြပေးရရမှာနော်ဒီမှာကျတော့အမတို့ machine learning ဘိုင်းမရောက်သေးဘူးဆိုတော့ဒီအဲ့ဒီအပိုင်းတော့ဆက်မသွားတော့ဒီ notebook လေးကကြတော့အမတို့ဒီ diabetes ဟာကိုရှင်းပြသွားတာဆိုတော့ notebook လည်းပေးရမှာဆိုတော့ပြန်ပြီးတော့ကြည့်လို့ရတယ်ဒီနောက်ပိုင်းမှာလည်းအမတို့ဒီဗာလဲဒီလို ED ပေါ့နော်တေးသေးလေးတွေအမဆက်ပြီးတော့ထပ်ပြီးတော့လေ့လာကြမယ်ဒီမှာက diabetes data set မို့လို့အမတို့လည်းတော့အရင်
လွယ်တယ်ဘာလို့ဆိုတော့တချို့အကောင်လုံးကတော်တော်များများရင်းနှီးပြီးသားကွာ diabetes ကဘယ်လိုမျိုးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာမျိုးအပြင်မှာဆိုလို့ရှိရင်အမတို့တကယ်လုပ်ငန်းခွင်တွေမှာကဒီလိုမျိုး data set ကို analysis လုပ်ရတဲ့ process ကအရန်ကြာတယ်ရှေ့မှာတော့ data science life cycle ကိုပြောခဲ့တော့လိုမျိုးပဲဒီ EDA လုပ်ရတဲ့ process ဒီအမတို့ဘာလဲဆိုလို့ရှိရင်ဒီ70%ပေါ့နော်70 90%လောက်အထိကိုအမတို့ပေးရတယ်အချိန်ကပြီးတော့အဲ့တော့ data တစ်ခုခုပြောင်းလဲသွားတယ်အမတို့အဲ့ EDA ကိုအစားဆုံးပြန်လုပ်ရတယ် EDA လှုပ်ရှင်အားဖြင့်လည်းအမတို့အခုမှဖြစ်ဒီ machine learning model တွေမှာလည်းပို့ပြီးတော့ပိုကောင်းလာတယ်ဆိုတော့ effect ကိုလည်းမြင်ရလိမ့်မယ်ဘာလို့ဆိုတော့တစ်ခါကြလို့ရှင် data နည်းလို့ရှင်အမတို့ကဒီ features ကိုပဲပြန်ပြီးတော့ emphasize လုပ်ရတယ်လေဆိုတော့ဒီ EDA ဒီအမတို့ရဲ့အရင်အရေးကြီးတဲ့ step ထဲမှာပါတယ်ပြီးတော့လို့ရှင်သူကဒီဘယ်လိုပြောမလဲဆိုလို့ရှင်ဒီ insight ပေါ့နော်အခုနလိုမျိုးပြောတဲ့ဒီ report တွေလည်းအမတို့ပြန်ပြီးတော့ထုတ်ပေးတယ်ဆိုတော့ဒီလောက်ဆိုလို့ရှိရင်တော့ဒီ diabetes နဲ့ data set ရဲ့အကြောင်းကိုတော့နားလည်ပြီလို့တော့ထင်တယ်ဆိုတော့နောက်တစ်ဗီဒီယိုတစ်ခုမှကျတော့အမတို့တခြား data set ကို analysis လုပ်တဲ့ဘက်အောင်ဆက်ပြီးတော့တွားကြမယ်